can could shall should where would may might might ဒီလိုစကားလုံးတွေကိုဘာလို့ moral verb လို့ခေါ်တာလဲဘယ်လိုနေရာတွေမှာသုံးတာလဲဘာအတွက်သုံးတာလဲပထမဆုံးချက်အနေနဲ့သူ့ကိုဘာလို့ moral verb လို့ခေါ်တာလဲဆိုတော့လုံနိုင်လားလုံသင့်လားလုံရမလားဖြစ်နိုင်လားဆိုတဲ့စိတ်အခြေအနေပေါ်မှာမူတည်ပြီးတော့ဖော်ပြတဲ့စကားလုံးတွေလို့ပြောလို့ရတယ်အဲ့ဆိုရင်တော့သူ့ကိုဘယ်လိုနေရာတွေမှာသုံးတာလဲဘယ်လိုနေရာတွေမှာသုံးတာလဲဆိုတော့ကိုပြောချင်တဲ့စကားကိုပို့ပြီးတော့တဘာဝကျအောင်ပြီးတစ်ဖက်သူနားလည်အောင်ပြောတဲ့နေရာတွေမှာသုံးတယ် moral verb ကိုmain verb နဲ့တွဲပြီးတော့သုံးတယ်သူ့ရဲ့ structure ပုံစံက subject plus moral verb plus verb 1 be found ငါရေကူးနိုင်နေဆိုရင် I can swim we should go now ငါတို့ခုသွားတင်တယ်ဒီလိုနေရာတွေမှာသုံးတယ်ကိုပြောချင်တဲ့စကားကိုတဘာဝကျအောင်ပြောတဲ့နေရာတွေမှာသုံးတယ်အဲ့ဆိုရင်ရောသူ့ကိုဘာအတွက်သုံးတာလဲဘာအတွက်သုံးတာလဲဆိုရင် number 1 ability လုံနိုင်စွမ်းဒီမှာသုံး number 2 permission ခွင့်တောင်းချက်တွေခွင့်ပြုချက်တွေမှာသုံးတယ်နံပါတ်3 possibility ဖြစ်နိုင်စွမ်းရှိတဲ့နေရာတွေမှာသုံးတယ်နံပါတ်4 obligation မဖြစ်မနေကလုပ်ကိုလုပ်ရမယ်ဆိုတဲ့အဲ့လိုမျိုးနေရာတွေမှာသုံးတယ်နံပါတ်5 decision future decision ပေါ့နော်အနာဂတ်အတွက်ပြီးရချင်းချာ decision ဆုံးဖြတ်တဲ့နေရာတွေမှာသုံးတယ်နံပါတ်6 advice အကြံပေးတဲ့နေရာတွေမှာသုံးတယ်ပေါ့အရေးကြီးရ moral verb ရဲ့အရေးကြီးတဲ့ချက်ကဘာလဲဆိုတော့သူ့မှာက tense တွေမဟုတ်တဲ့အတွက်ကြောင့်မို့ s es ထည့်ပြီးတော့စဉ်းစားစရာမလိုဘူးပြီးတော့ negative form တွေ caution form တွေလောက်ရတာလည်းအရန်လွယ်ကူတယ်အဲ့တော့ moral verb လေးတွေသိရဆိုရင်ကိုကအင်္ဂလိပ်စကားဘယ်လိုမျိုးသဘာဝကျကျပြောလို့ရလဲဆိုတာကိုသိချင် follow လုပ်ဖို့မိနေနော်နောက်ပြန်စပြီးတော့ moral verb လေးတွေအကြောင်းကိုရှင်းပြပေးမယ် bye bye see you in the next video